အဲ့ရတဲ့လဲပြီးသေကံဒီကာလရောက်သွားတော့နတ်ပြည်6ဓာတ်ကနတ်သားနတ်သမီးတွေကနတ်ယထာ6ဆင်းနဲ့လာပြီးတော့လူကြတာတဲ့ဗျာကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတယောက်သိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ်အဲ့ဒီအညတရနာရီဆိုတဲ့အမျိုးသမီးကသားလေးတယောက်ရှိတယ်ပထမတော့ရှင်ပြုတ်ပေးခြင်းစိတ်သိမရှိဘူးတဲ့နောက်ဆုံးတော့ရှင်ပြုတ်ပွဲယဟန်ကံပွဲတွေတွားရင်နဲ့ဟာတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုတ်ပေးခြင်းစိတ်ပေါက်လာတယ်ဟာပြည့်ပြည့်စုံစုံနဲ့တတ်နိုင်တဲ့မျိုးသမီးဆိုတော့ရှင်ပြုတ်ယဟန်ကံတရားတွေနာထားလိုက်ရတဲ့အဲ့ဒီမျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုတ်ပေးလိုက်တာကိုရင်လေးကလည်းပြည့်သာသနာပေါင်းရောက်တော့ပျော်ပြီးတော့ပရိယတ္တိလို့အထုတ်ပြီးစာသင်လိုက်တာအသက်19နှစ်ကျော်20နီးသွားတဲ့အခါစာတော်ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တော့မေအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတစ်ခါပြန်ပြီးတော့ရန်ခံပေးတယ်ရန်ခံပေးလိုက်တော့အဲ့ဒီတက္ကမကြီးကဘာဖြစ်တော့မေရှင်းတက္ကမလည်းသူပဲရန်တက္ကမကြီးလည်းသူပဲကိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြီးပြီးရောပြစ်ထားသလားပြီးတော့မပြစ်ဘူးတဲ့ပြိတ္တနေ့တိုင်းကြောင်းသွားပြီးတော့ဆုံးဖို့ပေးတယ်ဗျာဟုတ်လားအဲ့ဒီမှာယဟန်ဖြစ်သွားတဲ့သူသားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတ္တပိဋကသုံးပုံဆောင်ကြီးဖြစ်သွားတာပေါ့ပိဋကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားပြီးဆုံးဖို့အဲ့ဒီအချိန်မှာသူ့ရဲ့အတိကဘာတိုးလာတယ်လို့မေးလိုက်တော့ငါမှန်ပြီငါသားလေးရှင်ပြုတ်ပေးလိုက်ရယဟန်ခံပေးလိုက်ရတာမှန်တော့ဘာဖြစ်လို့တော့မင်းသားဦးစင်းစာချနေတာကြည့်ပြီးပိုးပြီးတော့ဝမ်းသာလို့တယ်ဟုတ်လားဟဲ့ငါလူဘဝမှာထားမယ်ဆိုငါသားခုချိန်ဆိုအိမ်အောင်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှမသိဘူးဘလို့သားတွေမွေးလို့ငါမြည်တွေဘလို့ပုံကိုယ်တွေနဲ့ငါဘလို့ရင်ဆိုင်ရမှမသိဘူးအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေမလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာငါမှန်ပြီမဲ့ညအိယာဝင်နဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာဂာနုတ္တိခေါ်တာပေါ့ဟုတ်လားပါနုတ္တိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုသူနားလည်ပြီးတော့ညအိယာဝင်တိုင်းပျော်တာဟုတ်ပြီလားညအိယာဝင်နဲ့သူပျော်တယ်ညအိယာဝင်နဲ့တွေးလိုက်တဲ့နဲ့သူကျဉ်တ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြိတ္တတို့ပြောကြပါစို့အသက်ကြီးလို့အဲ့ရတဲ့လဲပြီးသေကံဒီကာလရောက်သွားတော့နတ်ပြည်6ဓာတ်ကနတ်သားနတ်သမီးတွေကနတ်ယထာ6ဆင်းနဲ့လာပြီးတော့လူကြတာတဲ့ဗျာဟုတ်ပြီလားနတ်ယထာ6ဆင်းလာလူတယ်ဟာကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ယထာကပါ